စားလိုက်အောင်မယ်နော်ဒီအိုလေးဆူလာပြီအသားလေးတွေဟာဒီမှာကြက်ခံပြီးပြီဆိုတော့ခောက်ဆွဲလေးကိုထည့်ပါမယ်ရှင်သူများနိုင်ငံမှာဆိုလို့ရှိရင်တော့အသားအရမ်းမကြက်ဘူးလေခဏလေးနော်ဒီအိုလဲစိန်လေးရနေနေစားကြတယ်ဒီမှာကျတော့အသားလေးကိုကြက်မှစားတာဖြစ်တဲ့အတွက်အသားကိုအရင်ပြုတ်ထားလိုက်ပြီးပွက်ဆူပြီးဆိုလို့ရှိရင်ခောက်ဆွဲလေးထည့်လိုက်ပါမယ်ခောက်ဆွဲကိုလည်းအရမ်းကြာကြီးမထားပါနဲ့တော့ကိုစားမဲ့ချိန်နဲ့ဒီခောက်ဆွဲနူးမဲ့ချိန်နဲ့ဆိုရင်အတော်ပဲဖြစ်တာဖြစ်တဲ့အတွက်နည်းနည်းလေးအကြောလေးပြော့လာပြီဆိုရင်ကျန်လိုက်လို့ရပါတယ်ဒီမှာအဲ့ဆိုလို့ရှိရင်ဒီမှာဒီကိုမိုးလေးတွေထည့်တော့မယ်အဲ့မိုးလေးတွေထည့်မယ်အရွက်ကလေးတွေထည့်ပါမယ်ရှင်ဒါဆိုလို့ရှိရင်တော့ခဏလေးမှာစားလို့ရတော့ပါမယ်ရှင်အရန်ကိုစားကောင်းတဲ့မာလာညင်နဲ့ဟော့ပေါ့တူဒါတော့တို့စိတ်ကြိုက်လေးပေါ့နော်ကိုစိတ်ကြိုက်ရွေးပြီးတော့စားတဲ့ဟော့ပေါ့လေးပဲဖြစ်ပါတယ်ရှင်ရှယ်ပဲစားလိုက်အောင်မယ်နော်